ပိုင်းနှစ်ပဲတင်ထက်နေသောဝိညာဉ်မှန်ထဲမှာမြင်နေရတဲ့ထက်ဝေရဲ့မျက်လုံးတွေဟာအခုသူဖြစ်နေတဲ့ပုံစံနဲ့လုံးဝမတူပဲယူသွမှုတွေပြည့်နှက်နေပါတယ်။ထက်ဝေဟာသူ့လက်ကိုငုံကြည့်လိုက်တဲ့အခါလက်သေးကြားထဲမှာခြောက်သွေ့နေတဲ့သွေးစအချို့ကပ်နေတာကိုတွေ့လိုက်ရပါတယ်။ဒါငါလောက်တာမဟုတ်ဘူး။ငါမေကိုအယမ်းချစ်တာသူအော်ဟစ်လိုက်တဲ့အချိန်မှာမှန်သေးကပုံရိပ်ကမှန်ပြင်ကိုလက်သီးနဲ့ဝုန်းကနေလှမ်းထုလိုက်ပါတယ်။မှန်အကြောင်းတွေကြားကနေမှန်သေးကထက်ဝေရဲ့အတန်ကတိုးတိုးရှာရှာထွက်လာပါတယ်။မင်းမလောက်တာမဟုတ်ဘူး။မင်းရဲ့အကောင်းဘက်ကမသိအောင်ငါကကူညီပေးခဲ့တာ။မင်းမေကိုတဝင်တိုခဲ့တာတွေကိုမေ့သွားပြီလား။သူမတခြားလူနဲ့စကားပြောတိုင်းမင်းတက်ပစ်ချင်ခဲ့တာတွေကိုရောရုတ်တရက်ဆိုသလိုစတူဒီယိုခန်းထဲကမီးတွေငိမ့်သွားပြီးမှောင်အတိကျသွားပါတယ်။အမှောင်ထဲမှာထက်ဝေဟာတစုံတစ်ယောက်ရဲ့အသက်ရှူတန်ကိုသူ့ရဲ့နားနာလေးတင်ကြားနေရပါတယ်။ကျွေအခန်းထောင်းကဗီဒီယိုတကားကဖြည်းဖြည်းချင်းပွင့်လာပါတယ်။အဲ့ဒီထဲကနေမင်းရဲ့လက်ကင်အိတ်လေးလွင့်စင်ထွက်လာပြီးအိတ်ထဲကနေမင်းရဲ့လက်ကင်ဖုန်းလေးမြည်လာပြန်ပါတယ်။ထက်ဝေတုံရင်နဲ့ဖုန်းကိုကောက်ကင်ပြီး screen ကိုကြည့်လိုက်တဲ့အခါသူ့စီကို video call ခေါ်နေတာကထက်ဝေကိုဖြစ်နေပါတယ်။သူ video call ကိုလက်ခံလိုက်တဲ့အခါဖုန်းမျက်နှာပြင်ပေါ်မှာမြင်လိုက်ရတာကအခုသူရှိနေတဲ့စတူဒီယိုခန်းရဲ့အပြင်ဘက်ရှောက်လန်းမှာဖုန်းကိုကင်ထားတဲ့သူကသူ့ရဲ့ပုံတူနောက်တစ်ယောက်ဖြစ်ပြီးအဲ့ဒီလူကမေးရဲ့သတိလစ်နေတဲ့ခန္ဓာကိုယ်ကိုတရွတ်တိုက်ဆွဲသွားနေတာပါ။မင်းဘာတူလဲမင်းပဲမှာလဲထက်ဝေဖုန်းကိုကြည့်ပြီးအော်မေးလိုက်ပါတယ်။ဖုန်းထဲကပုံရိပ်ကကင်မရာကိုလှည့်ကြည့်ပြီးထက်ဝေကိုပြုံးပြပါတယ်။အဲ့ဒီအပြုံးကမှန်သေးကအပြုံးနဲ့ထက်တူပါပဲ။ငါကမင်းမဲလေးထက်ဝေမင်းရဲ့စိတ်ထဲမှာဖိနှိပ်ထားတဲ့ဒေါသတွေစုပေါင်းပြီးဖြစ်လာတဲ့ငါပေါ့။အခုမင်းကကိုမြင်နေရပြီဆိုတော့မင်းကနေရာကိုလာခဲ့ဖို့အချိန်တန်ပြီးအဲ့ဒီအချိန်မှာပဲအခန်းတကားကကြောက်ခနဲပွင့်သွားပါတယ်။အပြင်ဘက်လျှောက်လန်းမှာတော့ဘယ်သူမှမရှိတော့ပါဘူး။ဒါပေမဲ့ကျမ်းပြင်ပေါ်မှာတော့သွေးဆက်လေးတွေကတန်းစီပြီးအိမ်သာဘက်ကိုဥတီသွားနေတာကိုတွေ့လိုက်ရပါတယ်။ထက်ဝေဟာသွေးဆက်တွေနောက်ကိုလိုက်သွားရင်းအိမ်သာတကားကိုဖွင့်လိုက်တဲ့အခါအထဲမှာမရှိမနေပါဘူး။အဲ့ဒီအစာကြီးမားတဲ့မှန်ချက်ကြီးတစ်ခုပဲရှိနေပြီးအဲ့ဒီမှန်ထဲမှာတော့မေကကျိုးနဲ့တုတ်ခံထားရတဲ့နေထားနဲ့ငိုနေတာကိုမြင်လိုက်ရပါတယ်။ထက်ဝေဟာမေကိုကယ်ဖို့မှန်ထဲကိုဝင်ရမှာလား။မှန်ထဲကထက်ဝေနဲ့အစ်စ်ကရောဘသူကအပြင်ကိုထွက်ခွင့်ရမလဲ။လူသက်သမားကတကယ်ပဲရှိနေတာလား။ဒါမှမဟုတ်ထက်ဝေရဲ့စိတ်ကဖန်တီးထားတဲ့ထောင်ချောက်လားဆိုတာဆက်လက်နားထောင်ဖို့ channel လေးကို subscribe လုပ်ခဲ့ပါဦးနော်။